The 1st of May 2026, 5 o'clock p.m. ဥရမမဏိဇောတတရနော်ဥဒ္ဓမမဏိဇောတတရဆိုတာဒီနေ့မှာဒီလိုဘာသာတော်မျိုးနဲ့မှာပြည်ကြီးဝါကတာသံမေကနိုင်ငံတော်ဆိုဟာကြီးမြင့်တဲ့ဥရမမဏိဇောတတရဘုရားရှင်တို့ရရှိကြပါလေဥဒ္ဓမမဏိဇောတတရဥဒ္ဓမေရောဝဝါကတိမဏိဒီတဲ့စိတ်ကြိုက်နေတာကိုဘုရားကြီးကမဏိပြီးတော့အာဘာလေဆိုတော့ဥဒ္ဓမမဏိဇောတတရဆိုတာနေရာတိုင်းမှာလိုက်ရောက်ပြီးတော့သူ့ပြန်တဲ့အတွက်ကြောင့်နိုင်ငံတော်ဒါကမှာနိုင်ငံကနေမှာနိုင်ငံတော်ဆိုလာကြီးအရေးကြီးဌာနကကျင်းပပြုလုပ်တော့ဥဒ္ဓမမဏိဇောတတရကိုကောင်းကျိုးဒီဖတ်တော်မျိုးတွေကဖေးကြီးပါကဥဒ္ဓမေကဒီနေ့မှာရရှိခဲ့ပါလေဒါမဲ့တပေါင်းလာကြည့်နေတာတွားယူပါတော့နော်ခိုင်းပြီးတာခုနဟာလေးအာဘာလေဆိုတော့ဥဒ္ဓမမဏိဇောတတရဆိုတာနေရာတိုင်းမှာလိုက်ရောက်ပြီးတော့သူ့ပြန်တဲ့အတွက်ကြောင့်နိုင်ငံတော်ဒါကမှာနိုင်ငံကနေမှာနိုင်ငံတော်ဆိုလာကြီးအရေးကြီးဌာနကကျင်းပပြုလုပ်တော့ဥဒ္ဓမမဏိဇောတတရကိုကောင်းကျိုးဒီဖတ်တော်မျိုးတွေကဖေးကြီးပါကဥဒ္ဓမေကဒီနေ့မှာရရှိခဲ့ပါလေကောင်းကင်ထမပိုင်တဲ့လေးတွေသင်ပြန်နေအကျဉ်းနာချပန်းလေးများဖူးပွင့်နိုင်ပါစေမင်္ဂလာရှိတဲ့ချိန်ခါလေးလိုက်ဖက်တော့ချစ်စနီးမောင်နဲ့၆တော်ဘဝနဲ့စင်ရင်ရစီဒုက္ခအပြာပြာပြေဝနိုင်ပါစေကျန်စီတော်တော်လူတိုင်းရလို့တို့ရဲ့ကုန်ပြည့်စေကောင်းကြီးပြာပြာရကြစီမိမတဲ့မေအေးရမစီမိမတဲ့မေအေးရစီတည်တဲ့ချင်းနဲ့ဆူတောင်းပနာပြုံးနေ